ဒီနေ့ကျွန်တော်တို့လေးလာတုံးတက်ဖို့ရတာတဲ့ source ကတော့လေတော်တော်လေးပြင်းပြင်းထန်ထန်ပြောထားတဲ့စစ်တပ်ခွန်အားပေးမင်းခွင်းတစ်ခုနဲ့ကောင်းလုပ်ထားတာဗျာဟုတ်ကဲ့ရှင်အဖွင့်မှတင်ကျွန်တော်ကိုဖမ်းစားလိုက်တဲ့စာကြောင်းတစ်ကြောင်းရှိရဲ့ဘသူမှမင်းကိုလာခဲမှာမဟုတ်ဘူးတဲ့အေးတော်တော်လေးတိုက်ရိုက်ပြောထားတာနော်ဟုတ်တယ်တိုက်ရိုက်ပဲအဓိကဆိုလိုရင်းကတော့တကယ်ဘဝရဲ့အပြောင်းလဲဆိုတာတယောက်ယောက်ကိုစောင့်နေလို့မရဘူးကိုယ်တိုင်ဖန်တီးယူမှရတာမျိုးဆိုတဲ့အချက်ပါပဲဟုတ်ကဲ့ဒီမင်းခွေရဲ့အဓိက current ကအဲ့ဒါပဲရှင်သူကအပြောင်းလဲကိုလိုချင်နေုံတက်တက်နဲ့တကယ်ပြောင်းလဲကိုစိတ်ပိုင်းဖြတ်ထားတာကြာကွာခြားချက်ကိုထောက်ပြတယ်အော်လူများစုကပိုကောင်းတဲ့ဘဝကိုလိုချင်ကြတယ်လေဒါပေမဲ့အဲ့ဒီဘဝကိုရဖို့အတွက်လိုအပ်တဲ့နီးရထိုင်ရခက်ခဲမှုတွေစီကန်းတွေကိုဖျက်တမ်းဖို့ကြတော့စိတ်ပိုင်းဖြတ်မှုမရှိကြဘူးဒီမိန်ခွန်းကအဲ့ဒီနီးရခက်တဲ့အဆင့်တွေကိုမဖြစ်မနေဖျက်တမ်းရမယ်ဆိုတာကိုအဓိကထားပြောသွားတာကောင်းပြီဒါဆိုရင်ဒီ user တွေကိုအခုချင်းစီတေချာခွဲချမ်းစိတ်ဖြာကြည့်ကြရအောင်ကျွန်တော်ရဲ့ဒီနေ့လေ့လာမှုကဒီမိခုံးတွေကအဓိကအချက်တွေဖြစ်တဲ့တက်တောင့်တက်တာခဲ့နေတဲ့နေရာကနေယုံထွက်တာတို့စီကန်းရဲ့စွမ်းအားတို့အောက်တယ်ပြီးတော့ကိုယ့်ဘဝအတွက်ကိုယ်တိုင်အပြည့်အဝတာဝန်ယူခြင်းဆိုတာတွေကတကယ်တမ်းမှဘာကိုဆိုလိုသလဲဆိုတာကိုနားလည်ဖို့ပါပဲကဲပထမဆုံးအချက်ကိုကြည့်အောင်တော်တော်လေးရင်ဆိုင်ရခဲ့တဲ့အချက်တစ်ခုနဲ့စထားတယ်ဗျာဖွံ့ဖြိုးတိုးတက်မှုကတက်တောင့်တက်တာဖြစ်မှုကုံဆုံးသွားတဲ့အချိန်မှာပဲစတင်တယ်တဲ့ဟုတ်ကဲ့ဒီအချက်ကကျွန်တော်တို့တော်တော်လေးစိတ်ဝင်စားသွားစေတယ်ဘာလို့လဲဆိုတော့လူများစုကတက်တောင့်တက်တာဖြစ်တာကိုပဲလိုချင်ကြတာလေဒီလိုမြင်လို့တူကဘလို့6ပြထားလဲဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကတက်တောင့်တက်တာမှု comfort zone လို့လေစူလာပ်တစ်ခုလို့မဟုတ်ပဲတိုးတက်မှုကိုအသေးသက်တဲ့အရာတစ်ခုအဖြစ်ပုံဖော်ထားတာပဲရှိဥပမာအနေနဲ့ဆိုရောဥပမာကျမတို့အလုပ်ပင်မလာလို့အိမ်ပြန်ရောက်ရင်ဆိုဖာပေါ်မှာလဲပြီး TV series တညာလုံးထိုင်ကြည့်လိုက်တယ်အဲ့ဒါ comfort zone မဲ့လीဟုတ်ကြအဲ့ဒီအချိန်မှာကျမတို့ဘာမှအသက်မတင်ယူဘူးကို challenge မလုပ်ဘူးဆိုလို့မင်းကွန်းထဲမှာပြောထားတာကကျမတို့တက်တောင့်တက်တာဖြစ်နေတဲ့အခါကိုယ့်ရဲ့အလားအလာရှိတဲ့ဘဝစီကိုဆက်မသွားတော့ပဲရက်တက်နေလိုက်တဲ့ဥပမာပေးထားတာလေးလည်းရှိတယ်နော်အလေးမာတာနဲ့ပတ်သက်ပြီးတော့ဟုတ်တယ်ရှင်အလေးတစ်ခုခုမမပဲနဲ့ဘလို့မှတတ်မှလာမှာမဟုတ်ဘူးတဲ့ကြွသားတွေကြီးထွားဖို့ဆိုရင်နာကျင်တဲ့ထီဖျားပြရတယ်လीအမှန်ပဲစက်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့ကိုယ်ပိုင်တိုးတက်မှုကလည်းဒီလိုပဲတဲ့ကိုနေရထိုင်ရခက်စေတဲ့ challenge တွေတင်ယူမှုအသက်တင်နဲ့မတွေ့ဘဲနဲ့ဘလို့မှတိုးတက်လာမှာမဟုတ်ဘူးဒီတော့ comfort zone ဆိုတာတကယ်တော့ stagnation zone တိုးတက်မှုရက်တက်နေတဲ့နေရာတစ်ခုပဲလို့သူကဆိုလိုတာပေါ့ဒါပေမဲ့အဲ့ဒီလိုနေရထိုင်ရခက်တာနာကျင်တာကိုဘယ်သူကလိုချင်မှာလဲနော်ဟုတ်တယ်လीမင်းခွင်းထဲမှာအောင်မြင်တဲ့သူတိုင်းဟာသူတို့ရဲ့ comfort zone ကနေယုံထွက်ထရတယ်လို့ပြောထားတယ်ဒီဖြစ်စဉ်ကချော်မွေးတာမျိုးမဟုတ်ဘူးတဲ့အစင်တဲ့မှုဖြစ်သေးဘူးလို့ခံစားရရင်တော့ရှစ်ဆက်တိုးဖို့တွန်းအားပေးရတာမျိုးပါလို့ဆိုတယ်ဒါကနာကျင်မှုမှာရည်ရွယ်ချက်ရှိတယ်ဆိုတဲ့အချက်နဲ့သွားဆက်ဆက်နေတယ်နာကျင်မှုကကိုယ့်ကိုဖျက်ဆီးဖို့မဟုတ်ပဲတိုးတက်ဖွံ့ဖြိုးလာအောင်လုပ်ပေးဖို့ဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒါကကျမတို့ရုံးကန်ရခြင်းအပေါ်ခြားတဲ့အမြင်ကိုပြောင်းလဲစေတဲ့မေခွန်းတစ်ခုပဲများသောအားဖြင့်ကျမတို့ကနာကျင်မှုအခက်အခဲကိုရှောင်ကြတယ်လေဟုတ်တယ်ဒါပေမဲ့ဒီမင်းခွင့်ရဆိုရင်အဲ့ဒီလိုနေရထိုင်ရခက်ခဲမှုတွေကိုငါလမ်းကြောင်းမှန်ပေါ်ရောက်နေပြီဆိုတဲ့လက္ခဏာတစ်ခုအဖြစ်လက်ခံကျင့်သုံးတင်နေတဲ့။ဆိုလိုတာကကိုတခုအသက်တင်နေလို့ခေါင်းရှုပ်နေတယ်ဒါမှမဟုတ်ဂျင်မာပင်ပန်းနေတယ်ဆိုရင်အဲ့ဒါကိုတိုးတက်နေတယ်ဆိုတဲ့သက်သေပဲပေါ့။နာကျင်မှုကိုရှောင်ရှားရမယ့်အရာနေတိုးတက်မှုရဲ့မရှိမဖြစ်အစပိုင်းတစ်ခုအဖြစ်ရှုမြင်လာတဲ့အတွေးခေါ်အပြောင်းလဲတစ်ခုပေါ့ရှင်။ကဲဟုတ်ပြီ comfort zone ကနေတော့ယုံထွက်လိုက်ပြီဒါပေမဲ့အဲ့ဒီကနေပြန်မပြေးသွားအောင်ဘယ်လိုလုပ်မလဲဗျာလူတွေကအစမှာတော့စိတ်အားသက်သာမှုနဲ့လုံလိုက်ပြီမဲ့တိတ်မချခင်မှာပဲနေရာဟောင်းကိုပြန်ရောက်သွားတတ်ကြတယ်လေအမှန်ပဲဒီနေရာမှာမင်းခုံကအိမ်မက်မက်သူတွေနဲ့အကောင်အထည်ခေါ်သူတွေကြားကခြားနာချက်ကိုထောက်ပြရတယ်အဲ့ဒီခြားနာချက်ကစီကံ discipline ပါပဲတဲ့ဟုတ်ကဲ့ဒီအချက်ကအရင်ရေးကြည့်ရရှင်သူကစီကံဆိုတာတခါတလေပေါ်လာတဲ့စိတ်အားထက်သန်မှု motivation နဲ့လုံးဝမတူဘူးလို့ပြောတယ်ဘလုံးကွာတာမျိုးလဲ motivation မနပိုင်းကတရားခန်းစားချက်တစ်ခုပဲလေဒီနေ့ရှိပြီးနောက်ပြန်မရှိတော့တာမျိုးဖြစ်နိုင်တယ်ဒါပေမဲ့စီကန်းဆိုတာကတော့ခန်းစားချက်ဘလို့ပဲဖြစ်နေလုတ်တင်လုတ်ထိုက်တာကိုလုတ်တာဒါကမနေ့တိုင်းစာချက်ဖို့ motivation မရှိဘဲနဲ့တက္ကသိုလ်ဝင်တက်အောင်ဖို့အတွက်နေ့တိုင်းစာဝဲမှာထိုင်ဖြစ်အောင်ထိုင်တဲ့စီကန်းမျိုးကိုပြောင်းနေတာနဲ့တူတူပဲရှင်မင်းခွန်းထဲမှာတုံးထားတဲ့စကလုံးကပိုတော်ထိမိသေးတယ်ဘယ်သူမှမမြင်လဲတိတ်ဆိတ်ငြိမ်သက်တဲ့နေ့စဉ်ရွေးချယ်မှုတွေကအနာဂတ်ကိုပုံဖော်တယ်လို့ဆိုပါတယ်ဟုတ်တယ်လူတွေရှေ့မှာဟန်ပြလို့တာမျိုးမဟုတ်ပဲမနဲ့စောစောထားတာကြားမရင်နဲ့ညီတာကိုရွေးစားတာအဲ့ရမဝင်ငင်စားတနာတွေဖတ်တာဒီလိုတေးသေးလေးတွေကအဓိကကြတယ်ပေါ့အဲ့ဒီစီကံကိုတာဝန်ယူမှု accountability နဲ့တွဲပြီးဖော်ပြထားတယ်ရှင်
ကိုပေါ်ကဒီလိုအခြေအနေရောက်နေတာကိုတခြားသူတွေကိုအပြစ်တင်လို့မရဘူးတဲ့ ဒီစကားကနည်းနည်းတော့နားခါတယ်ဗျာ ဟုတ်တယ်နားခါရတယ်ဒါပေမဲ့သူကဒါကိုရှက်စရာတစ်ခုလို့မဟုတ်ပဲစွမ်းတစ်ခုအဖြစ်ပုံဖော်ထားတယ်ကိုယ့်ရဲ့အတိတ်ကရွေးချယ်မှုတွေကြောင့်ဒီနေရာကိုရောက်လာတာဆိုရင် ဟမ် အနာဂတ်မှာရွေးချယ်မှုအသစ်တွေကကိုပိုကောင်းတဲ့နေရာကိုခေါ်သွားနိုင်တယ်လို့ဆိုလိုတာပဲကိုဘွားကိုထိန်းချုပ်နိုင်စွမ်းကကိုလက်ထဲမှာပဲရှိတယ်ဆိုတဲ့ခံယူချက်ပေါ့ ဒါပေမဲ့ဒီနေရာမှာကျွန်တော်တစ်ခုစဉ်းစားမိတယ်တချို့အခြေအနေတွေကတကယ်ပဲကိုထိန်းချုပ်မှုအပြင်ဘက်မှာရှိနေတာမျိုးတွေရောမရှိဘူးလားဗျဥပမာစီဝါရေးချင်းတွေကအလုပ်ရှာတာခတ်တာမျိုးတို့ ဟုတ်ကဲ့ ဒီတာစီချင်းတွေကကိုလုတ်ချင်တာမလုပ်နိုင်တာမျိုးတို့ပေါ့အဲ့ဒါတွေကိုတော့ဘယ်လိုမြင်မလဲဒီမိန်းဖုန်းကအဲ့ဒီအချက်ကိုနည်းနည်းများလစ်လျူရှုထားတယ်လားလို့ ကောင်းတယ်မေဟုံးပါရှင်မင်းခွန်းကအဲ့ဒီအကြောင်းအရာတွေကိုတိုက်ရိုက်မပြောထားပေးမယ်သူဆိုလိုရင်းကအခြေအနေတွေဘယ်လိုပဲဖြစ်နေနေကိုယ့်ရဲ့တုံ့ပြန်မှုကိုတော့ကိုပိုင်နေဆိုတဲ့သဘောပဲ ဟောတုံ့ပြန်မှုကိုပိုင်းတဲ့ ဟုတ်တယ်အလို့ရှာရခတ်တာကိုပြောင်းလဲလို့မရဘူးဒါပေမဲ့အလုံးမရမချင်း CV ဘယ်နှဆောင်ပို့မလဲ skill တစ်ခုတင်မလားဆိုတာကိုယ့်ရဲ့ရွေးချယ်မှုပဲလေ ဟုတ်တယ် အပြစ်တင်တာကကိုစွမ်းအားကိုတခြားသူလက်ထဲထည့်လိုက်တာနဲ့တူတူပဲတာဝန်ယူမှုဆိုတာကြတော့အခြေအနေတွေကိုလက်ခံပြီး okay ဒီအခြေအနေထဲမှာငါဘာလုပ်လို့ရမလဲဆိုပြီးရှေ့ဆက်ဖို့နီးလန်းရှာလာကိုဆိုလိုတာပါ ဟုတ်ကဲ့ ဒါကိုပိုကျပြားနဲ့ရှူထောင်ကနေကြည့်မယ်ဆိုရင်ဒါဟာကိုယုံကြည်မှုကိုတိဆောက်ခြင်းပဲကိုပေးထားတဲ့ကတိကိုစိတ်မပိုင်တောင်လိုက်လုပ်တဲ့အခါဘယ်သူမှလူယူလို့မရတဲ့စွမ်းအားတစ်ခုကိုတိဆောက်နိုင်တယ်လို့ပြောထားတဲ့အရှင် အဲ့ဒီတာဝန်ယူမှုဆိုတဲ့အချက်ကနေနောက်တစ်ဆင့်တက်ပြီးမင်းခွင်းမှာ sincere excuses နဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်တဘောထားမျိုးပြောထားပြန်ရော ဟုတ်တယ်နော် sincere ကိုတိုးတက်မှုရဲ့ရန်တူလို့ခေါ်ပြီးကြာရှုံးမှုထက်တောင်အလားတွေကိုပုံမြန်တက်ပြစ်နိုင်တယ်လို့ဆိုထားတယ်ဒါကနည်းနည်းတော့ထူးဆန်းတယ်ဗျာကြာရှုံးတာကပိုဆိုးရမှာမဟုတ်ဘူးလား ဒီမိတ်ခွင်းကရှင်းပြထားတာကတော့လေကြာရှုံးမှု failure ဆိုတာဖြစ်စဉ်တစ်ခုရဲ့အစိတ်ပိုင်းတစ်ခုပဲတဲ့ အစိတ်ပိုင်းတစ်ခု ဟုတ်တယ်ကြာရှုံးမှုကနေတင်ရစာယူနိုင်တယ်ပြန်လည်နာလန်ထူနိုင်တယ်နောက်တစ်ခါတီလို့မလုပ်ရဘူးဆိုတာသိရောလေအတွေ့အကြုံတစ်ခုပဲ ဟုတ်ကဲ့ စင်ချီတွေကတော့အဲ့လိုမဟုတ်ဘူးစင်ချီဆိုတာကြိုးတော်မကြိုးစားခင်မှာလက်ရောမလိုက်တာပဲသူကဘာမှတင်ယူခွင့်မပေးဘူးတာဝန်ယူမှုကိုနဲ့ရှောင်လွှဲတဲ့နီလန်တက်ပဲရှင် ဒါကိုကြောက်စိတ်နဲ့လည်းချိတ်ဆက်ထားပုံရတယ်နော်ကျွန်တော်စဉ်းစားကြည့်မိတယ်အချိန်မရှိလို့ပိတ်ဆိုင်မရှိလို့ငါကဒါနဲ့မကိုက်လို့ဆိုတဲ့ sincere တဲ့နောက်ွယ်မှာလေ တကယ်တော့ကြာရှုံးမှကြောက်တာဘဲချက်ခိုင်းရမှကြောက်တာဒါမှမဟုတ်ကိုကမလုံလောက်ဘူးလို့ထင်မှကြောက်တဲ့စိတ်တွေရှိနေတတ်တယ်စင်ကြေပေးတယ်ဆိုတာအဲ့ဒီကြောက်စိတ်ကိုအစားကျွေးနေတာပဲပေါ့ ပြကြပါတယ်ရှင်မင်းခွင်းထဲမှာအဲ့ဒီအတွက်ဖြည့်စည်းကြတော့အချင်းကြီးတွေမပြည့်စုံရင်တောင်းအကောင့်ထည့်ဖို့ချင်း action မှာပဲ action ဟုတ်တယ်စတင်ဖို့တော့ဘယ်တော့မှအကောင်းဆုံးအချိန်ဆိုတာမရှိဘူးဆိုတဲ့စကားကအဲ့ဒါကိုရည်ညွှန်းတာပဲ AI ရာပြည့်စုံတဲ့အချိန်ကိုစောင့်နေရင်ဘယ်တော့မှစအချင်းမှမဟုတ်ဘူးလေ ဟုတ်တယ် ဒီညမှာသူတင်ပြတဲ့အတွေးခေါ်ပြောင်းလဲမှုကအရန်ရေးကြည့်တယ်ဘာလို့မလုပ်နိုင်တာလဲလို့ကိုရှင်းပြနေမယ်အစား ဘယ်လိုလုပ်နိုင်မလဲလို့မင်းဝန်းထုတ်ဖို့တိုက်တွန်းထားတယ်ဒါကအတားအဆီးတွေကိုအဆုံးတတစ်ခုအဖြစ်ရှုမြင်တာကနေဖြည့်ရှင်းရမယ့်ပြဿနာတစ်ခုအဖြစ်ပြောင်းလဲရှုမြင်စေပါတယ် အဲ့ဒီအချက်ကိုတဘိုးညတယ်ဗျအချိန်မရှိဘူးလို့ပြောမဲ့အစားဘယ်လိုလုပ်ရင်အချိန်ရအောင်လုပ်နိုင်မလဲဆိုပြီးမင်းဟုံပြောင်းလိုက်တာနဲ့အဖြေရှာဖို့ဦးနောက်ကအလုပ်လုပ်တော့တာပဲ ဟုတ်တယ် နောက်ဆုံးမှ तू ပြောသွားတဲ့စကားတစ်ခုရှိသေးတယ်လူတယောက်ကိုကြာရှုံးမှုကအဓိပ္ပာယ်ဖွင့်ဆိုတာမဟုတ်ပဲ तू ပေးတဲ့စင်ချီဒီကသာသူ့ကိုအဓိပ္ပာယ်ဖွင့်ဆိုတာပါတဲ့ဒါတော်တော်လေးစဉ်းစားစရာပဲ အမှန်ပဲရှင် ကဲဒါဆိုရင်ချက်အားလုံးကိုပြန်ပေါင်းဆက်ကြည့်အောင်တတောင်တတာချစ်တဲ့နေရာကနေယုံထွက်တဲ့စီကန်းနဲ့တောင်းယူမှုကိုလက်ခံထားတယ်စင်ချီဒီကိုရှောင်ပြီးကြာရှုံးမှုကိုသင်ခန်းစာအဖြစ်လက်ခံတယ် ဟုတ်ကဲ့ ဒါဒီအားလုံးကနောက်ဆုံးမှဘာကိုတိဆောက်နေတာလဲအားလုံးကစိတ်သက်ကြံ့ခိုင်မှု mental toughness ဆိုတဲ့အချက်စီကိုဦးတည်နေပုံပဲ ဟုတ်ပါတယ်အဲ့ဒါကဒီမင်းခွင့်ရဲ့အဆုံးသက်ပန်းတိုင်ပဲရှင်ဘဝကကို့မရှိပြီးသားစွမ်းအားကိုဖိုးထုတ်ဖို့စမ်းသပ်တာလို့မင်းခွန်းမှာပြောထားတယ်စိတ်သက်ကြံ့ခိုင်မှုဆိုတာမွေးရပါအရေးချင်းမဟုတ်ပေနိုင်စဉ်ရွေးချယ်မှုတွေကနေတိဆောက်ယူရတဲ့အရာတစ်ခုပါတယ် နေ့စဉ်တိဆောက်ရတာ ဟုတ်တယ်အခက်အခဲတစ်ခုကိုရင်ဆိုင်ပြီးနောက်မဆုတ်လိုက်တိုင်းမလုတ်ချင်တဲ့အလုပ်ကိုစီကားနဲ့လှုပ်လိုက်တိုင်းအဲ့ဒီစိတ်သက်ကြံ့ခိုင်မှုဆိုတဲ့ကြွက်သားကနည်းနည်းချင်းစီတန်မာလာတာ ဒါနဲ့စိတ်သက်ကြံ့ခိုင်နေဆိုတာခံစားချက်မရှိတာစရုပ်လိုဖြစ်နေတာကိုဆိုလိုတာလားဗျ လုံးဝမဟုတ်ဘူးရှင်မင်းခုံးမှာရှင်းပြချတာကစိတ်သက်ကြံ့ခိုင်မှုဆိုတာခံစားချက်မရှိတာကိုပြောတာမဟုတ်ပဲခံစားချက်တွေကကိုမထိန်ချုပ်နိုင်အောင်ကိုကခံစားချက်တွေကိုထိန်ချုပ်တာကိုဆိုလိုတာပါ အာ ဥပမာ
ဒေါသထွက်တဲ့အခါထိတ်လန့်တကြားအော်ဟစ်တုံးပြန်တာနဲ့ဒေါသထွက်နေတာကိုသိလည်နဲ့စိတ်ရှည်ရှည်နဲ့အခြေအနေကိုကင်တွယ်ဖြေရှင်းတာကြကကွာခြားချက်ပေါ့ ကြောက်စိတ်ဝင်လာတဲ့အခါမှာလည်းကြောက်လို့နောက်ဆုတ်သွားတာမဟုတ်ပဲကြောက်နေပေမဲ့လည်းရှေ့ဆက်တိုးတာမျိုးကိုဆိုလိုတာရှင် ဒါဆိုရင်တော့နောက်ဆုံးအချက်ကအစမှကျွန်တော်ပြောခဲ့တဲ့ဘယ်သူမှမင်းကိုလာကယ်မှာမဟုတ်ဘူးဆိုတဲ့အချက်ကိုပြန်ရောက်သွားပြီပေါ့ ဟုတ်ကဲ့ပြန်ရောက်သွားတာပဲ ကိုယ့်ရဲ့အကောင်းဆုံးပုံစံဖြစ်လာဖို့ကိုယ်တယောက်တည်းမှာပဲတရားတည်းတာဝန်ရှိတယ်ဆိုတာပဲဒါကကိုယ့်ရဲ့အမားတွေအကျင့်တွေနဲ့ရလဒ်တွေတော့ကိုယ်တိုင်တာဝန်ယူတာကိုဆိုလိုတယ်ဒီချက်ကတချို့လူတွေတော့ကြောက်စရာကောင်းတယ်လို့တချို့တော့လွတ်လပ်ခွင့်ပေးတယ်လို့ခံစားရနိုင်တယ်နော် အဲ့ဒါကဒီမင်းခွန်းတွေကအဓိကကြောက်တဲ့လှုပ်ဆောင်မှုတိုက်တွန်းချက်ပဲကိုယ့်ရဲ့အတိတ်အခြေအနေတွေဒါမှမဟုတ်တခြားသူတွေကိုယ့်ဘောဘလို့လွတ်ခဲ့တယ်ဆိုတာကကိုယ့်အနာဂတ်ကိုပုံဖော်စရာမလိုဘူးဆိုတဲ့အားကောင်းတဲ့ပြောဆိုချက်တစ်ခုပါ ဟုတ်တယ် ကွဲပြားတဲ့အုံပြမှုနဲ့ကွဲပြားတဲ့လှုပ်ဆောင်ချက်ကိုရွေးချယ်နိုင်တဲ့စွမ်းအားကအမြဲတမ်းရှိနေတယ်လေဒီမင်းခွန်းကကိုဘောဇလန်ကိုရေးတဲ့စာရစ်စီယာလို့တင်စားပြီးမင်းဘလို့ဇလန်မျိုးရေးချင်လဲလို့မေးခွန်းထုတ်ပြီးအဆုံးသတ်ထားတယ်ရှင် ဒီ main ခွန်းတစ်ခုလုံးကိုခြုံငုံတုံးတက်ကြည့်လိုက်တဲ့အခါကျွန်တော်ရလိုက်တဲ့အဓိကအချက်ကတော့ဖွံ့ဖြိုးတိုးတက်မှုဆိုတာတက်ကြွပြီးအားထုတ်ရတဲ့တကူကြီးနဲ့ဆိုင်တဲ့ဖြစ်စဉ်တစ်ခုဆိုတာပါပဲ ဟုတ်ကဲ့ ကံကောင်းတာကိုစောင့်နေတာမျိုးစိတ်အားထက်သန်မှုပေါ်လာတာကိုစောင့်နေတာမျိုးမဟုတ်ပဲစီကံရှိခြင်းနေရထိုင်ရခက်ခဲမှုတွေကိုရင်ဆိုင်ခြင်းနဲ့အပြည့်အဝတောင်းယူခြင်းတွေနဲ့တခြင်းကိုယ်တိုင်ဖန်တီးရတာဖြစ်ပါတယ် တင်ပြသွားတဲ့အချက်တွေကရှင်းပါတယ်ရှင်တက်တောင်တက်တာဖြစ်မှုထက်တိုးတက်မှုကိုရွေးချယ်ပါစင်ချွေတွေအစားလှုပ်ဆောင်မှုကိုရွေးချယ်ပါယာယီခန်းစားချက်တွေထက်စီကံကိုရွေးချယ်ပါပေါ့ ဒါပေမဲ့ဒီယူဆတွေက tough love ပုံစံမျိုးဖြစ်နေတော့လက်တွေ့ဘဝမှာအကူအညီလိုတဲ့အခါဒါမှမဟုတ်တခြားသူတွေရဲ့ပံ့ပိုးမှုကအရေးပါတဲ့ခါမျိုးတွေနဲ့တော့နည်းနည်းလေးစန့်ကျင်နေတယ်လို့ဖြစ်မလားလို့လေစဉ်းစားစရာရှိလေရှင် ဟုတ်တယ်အဲ့ဒီအချက်လေစဉ်းစားစရာပဲ ဒီမင်းခွန်ကလုံးဝတယောက်တည်းရုန်းကန်ရမယ်ဆိုရင် extreme ဘက်ကိုနည်းနည်းရောက်သွားတယ်လားပေါ့ ဟုတ်ကဲ့ဒါပေမဲ့ဒီ main ခွန်းရဲ့ core message ကတော့ကိုယ့်ရဲ့အတွင်းစိတ်ခွန်အားကိုအားကိုးဖို့တွန်းအားပေးခြင်းတဲ့သဘောလို့မြင်ပါတယ်ဗျာ အဆုံးသတ်အညီနဲ့နားထောင်သူအတွက်အတွေးအချိုးကိုခြံခဲ့ရရင်တော့မင်းခွန်းမှာအခက်ခဲတွေကိုတွန်းလှန်ကြော်ဖြတ်ရင်းနဲ့စိတ်သက်ကြံ့ကြံ့မှုကိုတိဆောက်ရတယ်လို့အလေးပေးထားတယ်လေ ဟုတ်ပါတယ် ဒါကကျမတို့ရှောင်ရှားလေးရှိတဲ့စိန်ခေါ်မှုတွေကတကယ်လို့ကိုယ့်ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်လိုအပ်တဲ့ကိရိယာတွေဖြစ်တယ်လို့ဆိုလိုနေပါတယ် ဒါကြောင့်စဉ်းစားစရာမေးခွန်းကတော့အခုလက်ရှိမှာကိုတိုးတက်ခြင်းပေမဲ့ကြောက်စိတ်ဒါမှမဟုတ်ပြင်းလို့ရှောင်ရှားနေရဲ့နေရာထိုင်ရခက်ခဲတဲ့အရာတစ်ခုကဘာလဲပြီးတော့အဲ့ဒါကိုရန်သူတယောက်လို့မဟုတ်ပဲတိုးတက်မှုအတွက်အခွင့်အလမ်းတစ်ခုအဖြစ်လက်ခံလိုက်မယ်ဆိုရင်ကိုယ့်ဘဝမှာပါရီဖြစ်လာနိုင်မလဲဆိုတာပါပဲရှင်